ပြင်မာမိုးတွေတဲကြီးမေးကြီးရွာနေပေမဲ့ကားရဲကအမျိုးသားကတော့ရေစာလုံးလို့တေတော့မဲ့အခြေအနေပါဇိမ်ခံကားကြီးထဲမှာသူပိတ်မိနေတာ3ရက်3ညတောင်ရှိနေပြီလေတောက်เสียဆိုလို့လွန်ခဲ့တဲ့3ရက်ကသူကိုယ်တိုင်ပေါက်ထားတဲ့စီးပဲရှိတော့တယ်ဒါပေမဲ့အဲ့ဒီအချင်းနဲ့ကြီးကိုသူလုံးဝမျိုးမချနိုင်ဘူးအဲ့ဒီအချိန်မှာပဲကားစခရင်ပေါ်ကနေကားပိုင်ရှင်အဖိုးကြီးရဲ့အတန်ထွက်လာတယ်အဖိုးကြီးကကားတကားတွေကိုလော့ချထားတာဟာသူ့လိုကားတကိုးတွေကိုအပြစ်ပေးခြင်းလိုပါတယ်တကယ်လို့အမျိုးသားကသူ့ရဲ့မှတ်ပုံတင်နံပါတ်ကိုပြောပြရင်တော့လွတ်ပေးဖို့စဉ်းစားမယ်လို့ဆိုပါတယ်ဒါပေမဲ့အမျိုးသားကတော့ညင်းလိုက်တယ်သူကကျင်သားရနေတဲ့တကိုးဆိုတာတိတာနေတယ်လေချက်ချင်းဆိုသလိုပဲအဖိုးကြီးကကားအဲကွန်းကိုအဝေးကနေလမ်းဖွင့်လိုက်ပြီးအပူချိန်ကိုသူ့မြောက်အထိချပစ်လိုက်တယ်အေးတန်ကြောင့်တဆက်ဆက်တုံလာတဲ့အမျိုးသားဟာအဝတ်စားတွေကိုကြပြာကြရာကောက်ဝစ်လိုက်ရတယ်ပါဇက်ကနေငါမကြောက်ဘူးလို့ပြောနေပေမဲ့ကားထဲမှာကင်မရာတွေအပြည့်တက်ထားပြီးအဖိုးကြီးကသူ့ကိုတနာစရာသားကောင်လေးတစ်ကောင်လိုထောင်းဆောင်ကနေထိုင်ကြည့်နေတယ်ဆိုတာသူမသိရှာဘူးတစ်ဆက်နာရီကြာသွားတဲ့အခါအေးတန်ကိုရောစာလောင်မှုကိုရောမခံနိုင်တော့တဲ့အဆုံးအမျိုးသားဟာအိတ်ထဲကတနက်ကိုထုတ်ပြီးကားမှန်ကိုပြစ်ခွဲဖို့စူးစမ်းပါတော့တယ်ဒါပေမဲ့ကြီးစံကပြန်ကန်ထွက်လာပြီးသူ့ရဲ့ပေါင်ကိုဖောက်ဝင်သွားခဲ့တယ်ဒီတခါတော့သွားပြီးအချိန်မီမလွတ်မြောက်နိုင်ရင်တွေးထွက်လွန်ပြီးတေးရတော့မယ်လေကန်ကောင်းကျင်တော့အဲ့ဒီအချိန်မှာကားဘေးကနေအမျိုးသမီးတစ်ယောက်ဖျက်လျှောက်သွားတာကိုမြင်လိုက်ရတယ်သူကကားအပြင်ကိုအော်ဟစ်အကူအညီတောင်းလိုက်တဲ့အခါအမျိုးသမီးကကားနားကိုရောက်လာတယ်ဒါပေမဲ့ထူးဆန်းတာကအမျိုးသမီးဟာကားမှန်ကိုကြည့်ပြီးနှုတ်ခမ်းနေလာဆိုးနေတာပါတကယ်တော့အဖိုးကြီးကကားမှန်တွေကိုအပြင်ကနေအတွင်းကိုမမြင်ရအောင်ပြုပြင်ထားပြီးသားလေဒါအပြင်ကားရဲ့အတန်လုံးစနစ်ကလည်းထိတ်တန့်အဆင့်ဆိုတော့စောစောကတနက်တန်ကိုလမ်းသွားလမ်းလာတွေလုံးဝမကြားခဲ့ရဘူးမတ်တို့ခေါ်တဲ့ဒီမျိုးသားလည်းဘာလို့ရမှန်းမသိတာနဲ့ဖက်နှက်ကြိုးကိုဖြုတ်ပြီးတွေးတိတ်အောင်ပေါင်ကိုယာယီစီးထားလိုက်ရတယ်သူကအဖိုးကြီးကိုတောင်းပန်ပြီးရဲစခန်းမှာအပြစ်သွားခံပါမယ်လို့ဂရုပေးလိုက်တယ်မှတ်ပုံတင်နံပါတ်နဲ့နာမည်ကိုပါအဖိုးကြီးတောင်းဆိုတဲ့အတိုင်းပြောပြလိုက်ပေမဲ့မျှော်လင့်ထားသလိုဖြစ်မလာပဲအဖိုးကြီးကဖုံးချသွားခဲ့တယ်မတ်ဟာမျှော်လင့်ချက်မဲ့စွာနဲ့တွေးထွက်လွန်ပြီးသတိလစ်သွားပါတော့တယ်သူပြန်သတိရလာတဲ့အချိန်မှာတော့သူ့ခြေထောက်ကကြီးစံကိုဖယ်ရှားပေးထားပြီးဒဏ်ရာကိုလည်းတေချာပတ်တီးစီးပေးထားတာကိုအံ့ဩဖွယ်တွေးလိုက်ရတယ်တထေးကြီးကားထဲကိုရောက်လာခဲ့တယ်ဆိုတာသူသိလိုက်တယ်ဒါပေမဲ့ဘာလို့သူ့ကိုလွှတ်မပေးတာလဲဆိုတာကိုတော့သူနားမလည်နိုင်ဘူးသူဇဝေဇဝါဖြစ်နေတော့မှပဲတထေးကြီးစီကဖုံးပြန်ဝင်လာတယ်မှတ်ပုံတင်ကိုစစ်ကြည့်လိုက်တဲ့အခါမတ်ဟာထောင်သုံးခါကြဘူးတဲ့တခိုးကြဘူးဆိုတာကိုသိသွားလို့တထေးကြီးကဒေါသထွက်နေတယ်မတ်လောက်သားလောက်ဖြစ်သွားအောင်ကြီးမားတဲ့ပြစ်ဒဏ်တစ်ခုပေးမယ်လို့အဖိုးကြီးကဆုံးဖြတ်လိုက်တယ်ပြောဆိုဆိုနဲ့ကားကြီးကအလိုလျောက်ဆက်နိုးသွားပြီးအချိန်ပြင်းပြင်းနဲ့မောင်းထွက်သွားပါတော့တယ်အဖိုးကြီးကကားကိုအဝေးကနေထိန်းချုပ်မောင်းနေနိုင်မယ်လို့မတ်တခါမှမတွေးမိခဲ့ဘူးလေကားကြီးကတနာရီကီလို120အချိန်နဲ့မောင်းနေတော့မတ်ရဲ့နှလုံးသားလေးအပြင်ကိုခုန်ထွက်မတက်ဖြစ်သွားတယ်ရေမောင်းကျွမ်းကျင်တဲ့တထေးကြီးဟာတခြားကားတွေကိုတစည်းမှမတိုက်မိပဲကားပါကင်အဆောက်အုံတစ်ခုစီကိုရောက်သွားတယ်အမိုးပေါ်မှာကွင်းမြင့်ကျဲကြီးရှိမှန်းမတ်တတိထားမိလိုက်တဲ့အချိန်မှာတော့အခြေအနေတွေကစိုးရွားနေပါပြီကားကမိုးပေါ်ကိုတက်သွားပြီးအချိန်မလျှော့ပဲအကာရန်တွေစီကိုဥတီမောင်းနေသွားတာကြောင့်မတ်တယောက်အသေးလဲတောင်းပန်ပါတော့တယ်ဒါပေမဲ့တထေးကြီးကဂရုမစိုက်ပဲအချိန်ကုန်တင်ပြီးတိုက်ချသွားပါတော့တယ်မတ်ပြန်နိုးလာတဲ့အခါနောက်တစ်နေ့ကိုရောက်နေပါပြီတထေးကြီးကသူ့ကိုနှိုးဆက်တန်နဲ့နှိုးလိုက်ပြီးသူ့ကိုတေအောင်မလုပ်ချင်သေးဘူးလို့ပြောပါတယ်ဘာလို့လဲဆိုတော့တေချင်းတရားကအကြီးမားဆုံးပြစ်ဒဏ်မဟုတ်ပဲနာကျင်စွာအသက်ရှင်နေရတာကမှအဆိုးဆုံးဖြစ်လို့ပါတယ်မတ်ဘေဘီဝဲယာကိုတတိထားကြည့်လိုက်တော့ဒါဟာသူ့သမီးလေးတက်နေတဲ့မူလာရန်ကျောင်းသားမှာဆိုတာကိုထိတ်လန့်ဖွယ်တွေးလိုက်ရတယ်တထေးကြီးကသမီးလေးရဲ့နာမည်ကိုခေါ်လိုက်တဲ့အခါမတ်ရဲ့ရင်ထဲမှာအေးဆက်သွားပါတော့တယ်ကျောင်းစင်းချိန်ရောက်တော့သမီးလေးကစပေးလေးစီးပြီးအိမ်ပြန်ဖို့ထွက်လာတယ်ရက်ဆက်တဲ့တထေးကြီးကကားကိုထိန်းချုပ်ပြီးသမီးလေးနောက်ကိုတကောက်ကောက်လိုက်ပါတော့တယ်ဒီလူကြီးဟာသူ့သမီးလေးကားတိုက်ခံရတာကိုမတ်ကိုယ်တိုင်မျက်မြင်တွေ့စေချင်နေတာပါမတ်ဟာယူမတက်တောင်းပန်ပြီးတထေးကြီးအတွက်ခိုင်းသမျှလုပ်ပေးပါမယ်လို့ဂရုတွေပေးနေတယ်ဒါပေမဲ့ဘလောက်တောင်းပန်တထေးကြီးကတော့သမီးလေးစီကိုအရှိန်တင်ပြီးမောင်းသွားနေတော့ပါပဲသမီးလေးလည်းလန့်ပြီးထွက်ပြေးဖို့စူးစမ်းပေမဲ့လမ်းမပေါ်မှာဆိုတော့ပြေးစရာလမ်းမရှိဘူးလေအရေးပေါ်အချိန်မှာမတ်ဟာတနက်ကိုယူပြီးသူ့ကောင်းသူပြန်ချိန်ထားလိုက်တယ်သမီးကိုတိုက်ရင်သူ့ကိုယ်သူအရင်သက်သေမယ်လို့ချိန်ချောက်လိုက်တယ်ကားကသမီးလေးကိုဝင်တိုက်ခံနေလေးမှာပဲသူ့ရဲ့ချင်းချောင်းမှုကအလုပ်ဖြစ်သွားတယ်တထေးကြီးကမတ်ဟာအ ਨੇ ဆုံးတော့ဖခင်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကိုဝန်ခံလိုက်ပါတယ်အသက်လူထားရတဲ့မတ်ဟာဒေါသတွေကိုထပ်ပြီးမထိန်ထားနိုင်တော့ဘူးဒီဖိုးကြီးကိုပညာတစ်ခုလောက်တော့ပြန်ပေးရမယ်လို့ဆုံးဖြတ်လိုက်တယ်သူဟာအင်ဂျီကိုချွတ်ရေတံဘူးကိုကိုက်ထားပြီးကားပေါ်ကကင်မရာတွေကိုယူယုံမှုလိုက်ဖြုတ်ပါတော့တယ်တထေးကြီးကသူ့ကိုမမြင်ရတော့မှပဲထွက်ပြေးဖို့လမ်းဆက်ရှာနိုင်မယ်လေတထေးကြီးကအဝေးကနေခုံမတက်ထားတဲ့လျှက်စစ်ရှော့ပေးတဲ့စနစ်နဲ့နှိမ့်ဆက်နေပေမဲ့လည်းမတ်ဟာနာကျင်မှုကိုကြိတ်မိတ်ခံပြီးကင်မရာတွေကိုအကုန်ဖြုတ်ပစ်လိုက်တယ်အဲဒီနောက်ကားရဲ့ဟာကွက်ကိုစတင်ရှာဖွေပါတော့တယ်ခင်းတဲ့အတိုင်းပဲ dashboard နောက်မှာကားရဲ့ပင်မထိန်ချုပ်ရေးဆက်ကိုသွားတွေ့တယ်ဖုန်းနဲ့ဓာတ်ပုံရိုက်ကြည့်လိုက်တော့အနီရောင်လုံးကြုံရေးခလုတ်ကိုရှင်းရှင်းလင်းလင်းတွေ့လိုက်ရတယ်အဲ့ဒီခလုတ်ကိုဆွဲဖြုတ်လိုက်နိုင်ရင်ကားရဲ့လျှက်စစ်စနစ်တစ်ခုလုံးကိုဖျက်တောက်နိုင်မှာပါဒါပေမဲ့ခလုတ်ကအရန်နဲ့တဲ့နေရာမှာရှိနေတော့ match ဘလောက်ပဲလန်းမမီနိုင်ဖြစ်နေတယ်အဲ့ဒီလိုစူးစမ်းနေတော့မှပဲကားကရုတ်တရက်ဘေးကိုကက်ရက်သွားတယ်အရေးတစ်ခုတဖြည်းဖြည်းနီးကပ်လာတယ်တထေးကြီးဟာမတ်တယောက်ထဲကားထဲမှာရှိနေတာကိုစိတ်မချလို့ကိုယ်တိုင်ရောက်လာတာပါပဲတထေးကြီးကလျှက်စစ်ရှော့ကိုတုံးပြီးမတ်ကိုအလွယ်တကူထိန်းချုပ်လိုက်တဲ့ကျိုးခွေကိုပြစ်ပေးပြီးမတ်ရဲ့လက်ကိုကိုယ်တိုင်ပြန်တုပ်ခိုင်းတယ်လျှက်စစ်တန်ကြောင့်မတ်လည်းပြောတဲ့အတိုင်းလုပ်လိုက်ရတယ်မတ်လုံးဝမလုပ်နိုင်တော့တဲ့အခါတထေးကြီးကကားပေါ်ကိုအေးအေးဆေးဆေးတက်လာတယ်တနက်ကိုကြီးထိုးကားဆက်နှိုးပြီးမြို့ပြင်ကိုမောင်းထွက်သွားပါတော့တယ်အဖိုးကြီးကမတ်ကိုတက်ပြီးတောထဲမှာအလောင်းလာပြစ်မယ်ဆိုတာအရန်ကိုသိတာနေပါတယ်မသေးခင်လေးမှာမတ်ကဘာလို့အခုလိုလုပ်ရတာလဲလို့မေးလိုက်တယ်တထေးကြီးကလည်းပွင့်ပွင့်လင်းလင်းပဲပြန်ဖြေပါတယ်
လူငယ်ဘဝတုန်းကတထေးကြီးနဲ့သူ့သမီးလမ်းလျှောက်နေတော့လူမိုက်တယောက်ကဓာပြလာတိုက်ရင်စကားများကြရာကနေသမီးဖြစ်သူတနတ်မှန်ပြီးတေဆုံးခဲ့ရတယ်တဲ့ဒီကိစ္စကတထေးကြီးရဲ့တဘဝလုံးစာအမဲဆက်ဖြစ်သွားခဲ့တယ်အခုတထေးကြီးကကုသလို့မရတဲ့ယောဂါကိုခံစားနေရပြီးတရားကနီးနေပြီဖြစ်လို့ဇိမ်ခံကားကိုထောင်ချောက်ဆင်းစင်းရဲသားရက်ကွက်မှာတွားရက်ပြီးမက်လိုလူမိုက်တွေကိုအခုလိုကိုယ်တိုင်တရားစီရင်နေတာပါတဲ့တထေးကြီးကတရားမျှတမှုဆိုတဲ့စကားလုံးတွေသုံးနေပေမဲ့တကယ်တော့ဒါဟာတရားမျှတမှုဆိုတဲ့ခေါင်းစဉ်အောက်မှာသူ့ရဲ့ကိုယ်ပိုင်ဥပဒေကိုအကောင့်ထဲပေါ်နေတာပါပဲမက်ဟာအရန်ကိုဒေါသထွက်သွားတယ်တထေးကြီးရဲ့သမီးလေးသာဆိုရင်ဒီလောက်ရက်ဆက်တဲ့လုပ်ရက်ကိုဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့အော်ဟစ်ဆဲဆိုလိုက်တယ်တထေးကြီးကိုဆဲဆိုနေရင်းနဲ့တစ်ဖက်ကလည်းသူ့ရဲ့ခြေထောက်ကိုတုံးပြီးအနီရောင်လုံခြုံရေးခလုတ်ကိုနှိမ့်နိုင်ဖို့စူးစမ်းနေတဲ့တောင်ပေါ်လမ်းတစ်ခုကိုအဖြတ်မှာတော့မက်ဟာလျှက်စစ်စနစ်ကိုအောင်မြင်စွာဖျက်တောက်နိုင်ခဲ့တယ်ချက်ချင်းဆိုသလိုကားကအရှိန်တည်သွားပြီးလမ်းချော်က6ထဲကိုထိုးကျသွားပါတော့တယ်ကားကြီးဟာအကြိမ်ကြိမ်လိမ့်ကျသွားပြီးနောက်မြေပြင်ပေါ်ကိုကြားရောက်သွားတယ်မက်တတိယလာတဲ့အခါအဖိုးကြီးတတိလစ်နေတာကိုတွေးလိုက်ရတယ်ဒါနဲ့ကြိုးတွေကိုကုတ်တိုက်ပြီးရုန်းကန်လိုက်တာအဖိုးကြီးတတိမရလာခင်မှာပဲလက်နှစ်ဖက်လွတ်သွားခဲ့တယ်သူ့ရဲ့ဒေါသတွေအားလုံးကိုအဖိုးကြီးအပေါ်ပုံချလိုက်ပေမဲ့တေဂာနီးလူတယောက်ကိုဘာလို့လို့အတိတ်ပဲမရှိဘူးဆိုတာသူသိလိုက်တယ်ကားကလည်းမီးလောင်နေပြီလေအဖိုးကြီးရဲ့အိတ်ထဲကလူတလက်ကိုယူပြီးအကွဲနေတဲ့နောက်ခန်းကားမှန်ကိုယူယူမူမူထုခွဲပါတော့တယ်အသေးအလဲစူးစမ်းပြီးတဲ့နောက်မှာတော့မှန်မအပေါက်ကြီးတစ်ခုဖြစ်သွားခဲ့တယ်မက်ဟာအရေးပေါ်အချိန်လေးမှာအသက်လူပြီးလွတ်မြောက်လာခဲ့တယ်ရက်ဆက်တဲ့တထေးကြီးကတော့သူ့ကားနဲ့အတူမီးထဲမှာပဲမြုပ်နှံခံလိုက်ရပါတော့တယ်ဒီလိုတင်မတက်ဖြစ်ပျက်ကိုကြုံတွေ့ပြီးတဲ့နောက်မှာတော့မက်ဟာအကျင့်စာရိတ္တကောင်းမွန်သူတယောက်အဖြစ်ပြန်လည်နေထိုင်ပြီးသူ့သမီးလေးရဲ့အနာဂတ်လှပဖို့အတွက်ရိုးရိုးသားသားစူးစမ်းသွားတော့မယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်